Okay ချင်းတစ်ပုတ်ဘယ်လိုရေးရမလဲဆိုတော့ဒီတိုင်းပြောလို့မကောင်းလို့စာနဲ့တိကျရှင်းပြမယ်နော်ကျွန်တော်ကတီးတော့မဟုတ်ပါဘူးကျွန်တော်က music တွေ mixing တွေ mastering တွေလုပ်တာဆိုတော့ကျွန်တော်တီးသလောက်ပဲအကြမ်းမြင်ပြောပြပါပါမယ်အသေးစိတ်သိချင်တယ်ဆိုရင်တော့တကယ်ကိုတီးရေးအစ်စ်တွေကိုမေးကြည့်ပါနော်တီးသူတို့ကတော့ပို့ကျွမ်းပါတယ်ကျွန်တော်ကတော့အရင်တော့ rap တချင်းတွေလုပ်ဘူးတယ်melody လေးတွေလုပ်ဘူးတယ်နည်းနည်းပါးပါးဆိုတော့အခြေခံလောက်ပဲသိပါတယ်အဲ့တော့ကျွန်တော်သိသလောက်အခြေခံလေးနဲ့စာအုပ်လေးနဲ့ရှင်းပြမယ်နော်โอเคစမယ်တချင်းတစ်ပုတ်ဘယ်လိုရေးမလဲဆိုတော့ဘာတွေသိဖို့လိုလဲအရင်စမယ်နော်ဘာတွေသိဖို့လိုလဲတချင်းအမျိုးအစားသိဖို့လိုပါတယ်ဂျန်နာပေါ့နော်တချင်းအမျိုးအစားတချင်းတစ်ပုတ်ရဲ့ဂျန်နာအရေးကြီးပါတယ် hip hop တွေရှိမယ်pop rock အစုံပေါ့နော်မျိုးစားတော်တော်များများကိုတိထိုင်ပို့ပြီးကောင်းပါတယ်တချင်းရေးမဲ့လူအတွက်ပေါ့နော်အဲ့ဂျန်နာမှာ तू ကသူ့ဂျန်နာတစ်ခုချင်းစီလိုက် structure ပြောင်းသွားပါတယ်တချင်းတစ်ပုတ်ရဲ့ structure ပေါ့နော်ပြီးရင်အကြောင်းအရာသိဖို့လိုပါမယ်အကြောင်းအရာဆိုတာဘာကိုပြောလဲဆိုတော့ဘဝအကြောင်းအရာလားကိုဘာကိုရေးခြင်းလဲအချစ်အမုန်းလွမ်းဆွေးပေါ့နော်အဲ့လိုမျိုးတွေလိုပါတယ်ကိုတေချာတိထားမှ ကိုရေးမဲ့အကြောင်းအရာဘာဆိုတာသိနေဖို့လိုပါတယ်ပြီးရင်တူရိယာတစ်ခုခုတီးတတ်ဖို့လိုပါတယ်တူရိယာတစ်ခုခုတီးတတ်မှဘီတွေဘားတွေနားလဲမယ်ကီးတွေကော့တွေနားလဲမယ်ပေါ့နော်အဲ့ဒါမှတချင်းရေးရတာအဆင်ပြေမှာဖြစ်ပါတယ်အခြေခံကြဆုံးကတော့အဲ့သုံးခုကိုအရင်သိထားရင်အဆင်ပြေပါတယ်အဲ့ဆိုရင်တစ်ခုချင်းစီအသေးစိတ်ရှင်းပြမယ်နော်တချင်းမျိုးစားဂျန်နာသူကအကုန်လုံးနှီးပါကိုအသေးစိတ်သိစရာတော့မလိုပါဘူးအပေါ်ယံလေးသိရင်ရတယ်ပေါ့နော်အခုလူတွေလုံနေကြတာဘယ်လိုမျိုးလဲပေါ့လုပ်တယ် raw လုပ်တယ်ပေါ့လို့ raw တို့ကသူတို့ melody အုပ်စုပေါ့နော်အုပ်စုနှစ်ခုမှတ်လိုက်ပေါ့ဗျာmelody နဲ့ rap ပေါ့ဒီနှစ်ခုအုပ်စုနှစ်ခုရှိရပေါ့နော် hip hop တို့ရှိမယ် pop rock တို့pop rap တို့ရှိမယ်တင်မယ်ဒါကြတော့ rap အုပ်စုပေါ့နော် melody နဲ့ rap နဲ့ဒီအုပ်စုနှစ်စုကိုနည်းနည်းအခြေခံပြီးတော့သွားတာပေါ့နော်အကုန်လုံးအများကြီး꿰သွားတာပေါ့ဥပမာ hip hop ကိုပြောမယ်နော် hip hop ကသူ့ရဲ့ structure ကိုသိဖို့လိုတယ်လေနော်အဲ့ channel ကိုသိပြီဆိုရင် structure ကိုသိဖို့လိုတယ်အဲ့ hip hop ရဲ့ structure ကြတော့တချင်းအများစုရဲ့ structure တွေအများစုကအကုန်လုံးက၄ပါးစီအုပ်စုခွဲပြီးသွားကြတယ်ပေါ့နော်အများစု၄ပါးအော်၈ပါးအဲ့လိုမျိုးအုပ်စုတစ်စုကိုတပိုက်ကိုအဲ့လိုမျိုး၄ပါး၈ပါးအဲ့လိုခွဲကြတယ်ပေါ့နော်ဟိုလိုကိုလိုကန်လန်တစ်ပါးတို့၃ပါးတို့အဲ့လိုမျိုးတော့မရှိဘူးပေါ့နော်2 4 8အဲ့လိုသွားတယ်6ပါးတော့မရှိဘူးဗျ4ပါးနဲ့အုပ်စုတစ်စုခွဲတယ်4 8စနစ်အဲ့လိုတစ်စစ်တိုးသွားတာပေါ့နော်၄လီပေါ့ဗျာအဲ့ဆိုရင် hip hop ပြောမယ်နော် hip hop ကသူက intro ရင်လာမယ်ပြီးရင်first one သူများရဲ့ first one နဲ့ခေါ်တယ်ဒါမှမဟုတ် rap one ပေါ့ဗျာအဲ့လိုလာမယ်လာပြီးရင် chorus လာမယ်chorus လာပြီးရင် first two လာမယ် or rap 2ပေါ့နော် rap 2လာမယ်ပြီးရင် chorus ပြန်လာမယ် chorus လာပြီးတော့ရင် rap first 3ထည့်လို့လည်းရတယ်ထည့်တချို့လည်းထည့်တချို့ကြမထည့်ဘူးပေါ့နော်ထည့်လို့လည်းရတယ်ပြီးရင် chorus ပြန်လာမယ်တချို့ကြတော့ first 3ထည့်ပြီးရင် chorus ပြန်လာခြင်းမှလည်းလာတယ်ထည့်လို့လည်းရတယ်ပြီးသွားရင် bridge လာမယ် bridge တို့မဟုတ်hook ပေါ့နော် hook လို့ခေါ်တာပေါ့ပြီးရင် chorus ပြန်လာမယ်ဒါရပုံသိမ်ကြီးတော့မဟုတ်ဘူးပေါ့နော်အများစုရေးကြတဲ့ဟာမျိုးပြောတာပါ first အဓိကတော့အဲ့ first one chorus first two chorus ပြီးရင်ကြိုက်တာထည့်လို့ရတယ် first three ပြန်မထည့်လို့ရတယ်ပြီးရင် bridge ကိုတန်းလာလို့ရတယ် bridge မထည့်ဘဲနဲ့ chorus ပြီးရနဲ့ ending တန်းလာလို့ရတယ်နော်ဒီမှာဒါဆိုရင်ဒါ ending ဖြစ်သွားမယ်ဒါမျိုးပေါ့နော်တွားတာအဲ့မှာ first one ကိုအများစုက hip hop မှာဆိုရင်ပေါ့နော် hip hop မှာဆိုရင်အဲ့ rap one ပေါ့ဗျာ rap ကိုသူက8ပါး
အနည်းဆုံးကတော့4ပါတော့တိတ်မလုပ်ကြဘူးဗျ4ပါတော့လုပ်ရတယ်ပေါ့နော်ဒါပေမဲ့10ပါနဲ့သွားလိုက်မယ်10ပါဒါမှမဟုတ်16ပါအနည်းဆုံးလုပ်တာပေါ့တချို့ကြတော့လေ16ပါအကျော်32ပါတို့အဲ့လိုမျိုးတစ်ပိုက်ကို32ပါတို့အဲ့လိုမျိုးသွားတယ်ပေါ့နော်တတ်မှတ်ကြတယ် red 1ဖြစ်ဖြစ် red 2ဖြစ်ဖြစ်ပေါ့နော် chorus ကြတော့သူက4ပါတို့မဟုတ်10ပါပေါ့နော်အဲ့လိုမျိုးတတ်မှတ်တယ်ဒီထက်ကြော်ရင်တော့တချို့လေရှိတယ်ကြော်တာရှိတယ်ဒီထက်တော့မနေဘူးပေါ့နော်chorus ကို2ပါးလေးသွားတာလို့ဆိုနားထောင်လို့မကောင်းတော့ဘူးပေါ့နော်အဲ့လိုမျိုးပြီးရင် bridge လာမယ် bridge တော့မဟုတ်ဟိုကကြတော့တယ် chorus နဲ့စင်တူပဲ4ပါတို့မဟုတ်10ပါသူတက်များလို့လည်းရတယ်အဲ့လိုမျိုးပြီးရင်ဒါကတော့အဓိကဒီလိုသွားတာပေါ့နော် intro ကကြိုက်တယ်လို့လုပ်လို့ရတယ်တချို့ကတပားလောက်ကြတယ်တပားဆိုတာကဟို beat မလာတော့ဒုံ1 2 3 4တန်းဝင်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရှိမယ်အနည်းဆုံးကတော့4ပါးလောက်ထည့်ကြတယ်အများစုပေါ့နော်4ပါးထည့်တယ်ဒီထက်များခြင်းလည်းရ10ပါးအဲ့လိုမျိုး ending လည်းအဲ့တိုင်းပဲတချို့ကျတော့ ending ထည့်တယ်တချို့ကျတော့ ending မထည့်ဘူးဒုံးတီပြီးသွားတယ်ပေါ့နော်တချို့ကျတော့ ending ကိုရိုးတို့ရဲတို့ဘာညာနဲ့တခုခုအဆုံးသတ်ပြီးတော့ပြောပြီးတော့ပြီးသွားတယ်ပေါ့ဒါက hip hop ပြီးတော့ရင် pop ကြတော့ pop လည်းခုနကပြောတဲ့အတိုင်းပါပဲ intro လာမယ်verse လာမယ်ပြီးရင် chorus လာမယ်ပြီးရင် verse 2လာမယ် chorus လာမယ်တချို့ကလည်း verse 3ထည့်တယ်တချို့က verse 3မထည့်ဘူးပြီးရင် chorus လာမယ်ပြီးရင် bridge လာမယ်ဟုတ်ပါနော်ပြီးရင် chorus ပြန်လာမယ် ending ပြီးပြီဒါမျိုးပေါ့နော်ဒီမှာလည်းတူတူပါပဲ first 1 chorus first 2 chorus ပြီးတော့ရင်တချို့က first 3မထည့်ဘူး bridge တို့မဟုတ်ဟုတ်လာတယ်ပြီးရင် chorus လာတယ် ending လာတယ်ဒါမျိုးပေါ့သူ structure ပေါ့နော်သူတိဆောက်ပုံကအမျိုးမျိုးရှိတယ်ပေါ့နော်ပုံသေးနီးရယ်လို့တော့မရှိဘူးဒါပေမဲ့အများစုကအဲ့လိုမျိုးပဲသွားကြတယ်ပေါ့နော်အဲ့လေးတည်ထားရင်အဆင်ပြေပါတယ် okay ဒါဆိုရင်ဒါ genre သိပြီးပါပြီ structure သိပြီးပါပြီအကြောင်းအရာသွားမယ်နော်အကြောင်းအရာကြတော့ကိုကဘာကိုရေးချင်တယ်အချစ်ဘုံလွန်ဆွေဘဝဘာညာတင်မလားအဲ့ဒါကိုတေချာစဉ်းစားဖို့လိုတယ်အခုငယ်တော့စာရေးစာကုန်းရေးတယ်နော်စာရေးစာကုန်းရေးပူးတယ်ဆိုရင်တော့သိမယ်ပေါ့နော်အဲ့ဒါနဲ့နည်းနည်းစင်တယ် तू ကအကြောင်းအရာဘယ်လိုရေးရမလဲဆိုတော့ဏ္ဍန်ရှိမယ်စာကိုရှိမယ်ဏိကုန်းရှိမယ်ပြီးရင်အနှစ်ချုပ်ရှိမယ်အဲ့လိုမျိုးပေါ့နော်ဒါအကြောင်းအရာပေါ့ကိုချက်ရင်ချက်လို့ရတယ်ဗျာဒါပေမဲ့အဲ့နည်းနည်းပါးပါးအဲ့အဓိကအခြေခံလေးကိုသိရင်ရပြီเนาะကျွန်တော်ပြောတဲ့ဟာလေးသိရင်တော့ရပြီပေါ့နော်အခုထားပါတော့ဥမာပြမယ်နော်ဘဝအကြောင်းပေါ့နော်ဘဝအကြောင်းသွားမယ်ဘဝဆိုတော့ तू ကငယ်ဘဝနဲ့စမယ်ငယ်ဘဝကနေတဖြည်းဖြည်းကြီးတာအခုလက်ရှိဘဝတည်းကိုချပြခြင်းတယ်ပေါ့နော်ဘယ်လိုပြမလဲဘယ်လိုပြမလဲဆိုခုနက structure ကိုပြန်စဉ်းစားမယ် structure ကိုစဉ်းစားလိုက်တော့ဘာနဲ့သွားမှာလဲပေါ့ hip hop ပေါ့ hip hop နဲ့သွားမယ် hip hop နဲ့သွားမယ်ဆိုတော့ intro လာမယ်ဒီမှာ intro မှာဒါပါတော့ဒါငါဘဝပေါ့နော်ဒါဘဝဆိုတော့ကိုယ့်ဘဝကိုမိတ်ဆက်မှာပေါ့ဒါငါဘဝပေါ့မင်းတို့နားထောင်ပေါ့နားထောင်တဲ့လူကိုဆွဲဆောင်တယ်နော်intro မှာအဲ့လိုလုပ်မယ်ဒါရေးလို့ရတာပြောပြတာပါဟိုအကြမ်းပြင်းပေါ့နော်ဥပမာပေးရတာပါကိုယ့်ဟိုချက်ရင်ချက်တယ်လို့ရပါတယ်နော်rap 1လာမယ် rap 1ကြတော့ဘာဖြစ်မလဲငယ်ဘဝပေါ့ဗျာငယ်ဘဝအကြောင်းအရာရေးလို့ရမယ်မွေးကလေးကစဖြစ်လာတဲ့အကြောင်းအရာတွေပေါ့နော်မွေးကလေးကအကြောင်းအရာအကြောင်းတက်နေတုန်းအကြောင်းအရာဒီမှာဒါငယ်ဘဝအကြောင်းတွေရေးလို့ရတယ်ပြီးရင်အကြောင်းပြီးရတဲ့အထိရေးမလားရေးလို့ရတယ်ဒါမျိုးကြီးပြီးရင် chorus လာမယ် chorus ကြတော့ तू ကစာရေးစာကုန်းရဲ့အနှစ်ချုပ်ဖြစ်သွားမယ် chorus ကသူ့အနှစ်ချုပ်ရေးမှာဆိုတော့ chorus မှာကိုဘွားဘာကိုပေးခြင်းလဲကိုဘွားဘာဖြစ်နေလဲစင်းရဲတာကိုပြောမလားချမ်းသာတာကိုပြောမလားစင်းရဲတာဆိုရင်ဆက်ကြိုးစားမယ်ပေါ့ဘာဖြစ်တယ်ညာဖြစ်တယ်ငါဒီတိုင်းနေလို့မရဘူးဘာဖြစ်ညာပြောပါဆက်သွားလို့ရတယ်ပေါ့တင်မကြွေလို့ရတယ်ပေါ့ရေးမယ်ချမ်းသာတယ် flashing လုပ်မယ်ငါကြွေမှာပေါ့ဗျာကြွေမယ်ငါသူများတော့ကြွားမယ်ငါဘလို့ရုံးကန်လို့တင်မဘလောက်ထိလှုပ်လာလို့ဒီလိုဖြစ်လာတာဘာညာအဲ့လိုပြောလို့ရတယ်ဒါအနှစ်ချုပ်ပေါ့နော်
အဲ့ဒါကို၄ပါးတော့မဟုတ်၈ပါးအဲ့လိုမျိုးအိတ်ပေါင်းအတွင်းမှာရေးလို့ရရင်ရေးရမယ်ပေါ့နော်ဒါပေမဲ့ဟိုလိုကြီးတော့မဟုတ်ပါဘူးအဲ့၄နဲ့ပဲတွားပေါ့နော်ပုံတင်ကြီးတော့မရှိဘူးဒါပေမဲ့၄နဲ့ပဲတွား၄ပါးတစ်ခါ၈ပါး၄ပါး၈ပါးအဲ့လို၄နဲ့ပဲတွားပြီးရင် red 2လာပြီ red 2ကြတော့ကျောင်းပြီးတဲ့ဘဝပဲခုနကျောင်းပြီးသွားပြီဆိုတော့ကျောင်းပြီးသွားပြီဆိုလူငယ်ဘဝပေါ့ဗျာလူငယ်ဘဝအလုပ်လုပ်မယ်ဒါမှမဟုတ်ပြင်းမယ်ဗျာဘာညာဘောတစ်ခုခုရှောက်အကုန်စဉ်းစားပေါ့နော်ကိုပါလုပ်ချင်တယ်ကိုပါလုပ်နေလဲလုပ်တဲ့ဟာတငယ်ချင်းနဲ့အေးလာဒါမှမဟုတ်ဘဝတော့တစ်ခုခုရုန်းကန်နေလားတစ်ခုခုပေါ့နော်အဲ့ဒါရေးလို့ရတယ်ကိုရေးချင်တဲ့အကြောင်းအရာတွေထည့်ရေးပေါ့နော်ဒါ red 2မှာပြီးသွားရင် chorus ပြန်လာ chorus ကလည်းခုနရေးထားရအောင်အဲ့မှာ chorus ကနော်တချို့က chorus 1တွေ2တွေခွဲတာရှိတယ် chorus ဆိုတဲ့အဓိပ္ပာယ်ကသူတို့ဘယ်လိုပြောမလဲဝိုင်းစုဝိုင်းပြီးတော့တန်ပြိုင်တီးဆိုတာကိုပြောတာဖြစ်ပါတယ်တန်ပြိုင်တီးဆိုတာဆိုတော့ကျွန်တော်တို့နားလေထားတော့ chorus ကဘယ်လိုပြောမလဲနားဆွဲမဲ့ဟာကိုပြောတာဖြစ်ပါတယ်အဓိကအနှစ်ချုပ်ပေါ့နော်အဓိကနှစ်ချုပ်နဲ့ဒီတချင်းတစ်ပုတ်နားထောင်လိုက်ရင်ဒီ chorus လေးကမိုက်တယ်ဒီနှစ်ချုပ်လေးကဘလို့နားဆွဲလွယ်မဲ့ဟာကိုရေးတာဖြစ်တယ်ပေါ့နော်အဲ့တော့chorus 1 2ခွဲလိုက်ရင်လည်းရတယ်တချို့က1 2ခွဲကြတယ်ဒီတန်စင်ကိုပဲဒီ flow ကိုပဲ chorus 1 2flow တူမယ်ပေါ့နော်အဲ့လိုမျိုး1 2ခွဲကြရရှိဒါပေမဲ့အနည်းစုပေါ့နော်အများစုကတော့ chorus ကိုနားဆွဲမဲ့ဟာကိုနောက်တစ်ခေါက်ပြန်ကြော့လေဒီဟာကိုပဲပြန်သွားတယ်အဲ့လိုမျိုးပေါ့နော်တချို့ကလည်းchorus 2ဆို chorus 2ဒါပေမဲ့နောက်ဆုံးကြရင်လည်း chorus 1 2ပေါင်းပြီးတော့ဆိုကြရရှိတယ်အဲ့1 2ခွဲလိုက်ပြီဆိုရင်ပေါ့နော်ထားပါတော့ပြီးရင် chorus 2ပြီးသွားရင် red 3ထည့်ရင်လည်းထည့်လို့ရတယ်ကိုပါရှေ့ဆက်လုံးမလဲအနာဂတ်ပေါ့ဗျာအနာဂတ်ကိုပြောလို့ရတယ်ပေါ့ red 3မှာဘဝအကြောင်းဆိုတော့ပထမငယ်ဘဝဖြစ်ပြီးသွားတဲ့ဘဝအတိတ်ပေါ့ဗျာအတိတ်ကိုပြောမယ်red 2ကြတော့အခုပြစ္ဆုတ်ပံပေါ့ဗျာပြစ္ဆုတ်ပံဘယ်လိုပေါင်းလဲမသိပြစ္ဆုတ်ပံပြီးရင် red 3ကအနာဂတ်ပေါ့ဗျာအဲ့လိုမျိုးခွဲလို့ရတယ်ပေါ့နော်ဒါကိုယ့်အဟိုအဲ့ဆိုင်စာကုန်းရေးဘူးတဲ့လူဆိုသိမှာဗျာအဲ့ဆိုင်စာကုန်းကိုဘယ်လောက်ရှည်ရေးလို့ရတယ်ရေးချင်တဲ့လောက်ရေးလို့ရဟဲ့မလားအဲ့လိုမျိုးပဲဒါပေမဲ့ तू ကကြတော့အဲ့ဟိုတချင်းထဲမှာတီးလုံးနဲ့တန်စင်နဲ့အဲ့လို flow တွေနဲ့ကာယံတွေနဲ့ရေးရတာပေါ့နော်အဲ့လိုမျိုးhip hop ဆိုရင်ဒါပါတော့ hip hop ကဘာကိုအဓိကသိရမလဲဆိုရင် flow ကိုသိရမယ် flow ဆိုတော့သူ့အလိုက်ကိုပြောတာပေါ့နော်ဘယ်လိုပြောမလဲဒါ flow တစ်ခုမျိုး flow တစ်ခုတင်မလားဟိုစကားပြောတဲ့လူတယောက်ချင်းစီတော့မှ flow အတန်မတူဘူးလေနော်တချို့ကစကားပြောတာရမ်းမြန်တယ်တချို့ကစကားပြောတာနေတယ်တချို့ကအဖြတ်တောက်တွေမရှိဘူးတချို့ကအဖြတ်တောက်တွေရှိတယ်အဲ့ဒါကို flow လို့ခေါ်ပါတယ်ပြီးတော့ရင်ကာယံ rhyme ပေါ့နော် rhyme ကိုသိရမယ်ကာယံ rhythm လည်းသိရပါမယ် rhythm ဆိုတော့ခုနပြောသလိုမျိုးတက်လက်ခုပ်တီးရဲ့ပုံစံပေါ့စီးချက်တက်အဲ့လိုမျိုး rhythm စီးချက်ခေါ်တာပါကာယံလည်းသိရပါမယ်ဒါ hip hop နော် hip hop ရေးမှာ hip hop ရေးလို့လည်းမဟုတ်ဘူးတချင်းတော်တော်များများအဲ့လိုပဲသိရပဲပေါ့နော်ပေါ့ထားပါတော့ပေါ့မှာဆိုရင်လည်းအဲ့လိုပဲသူကအလင်္ကာတွေသိရပဲပေါ့နော်အလင်္ကာဟိုငယ်တော့သိဘူးမလားဟိုဥပမာအလင်္ကာတို့ယူပကအလင်္ကာတို့တင်မလားဟိုအသိတရားဝုဒ္ဓအလင်္ကာတို့အဲ့ဒါပြန်လေ့လာပါတော့ကျွန်တော်တော့မေ့ပါပြီအဲ့လိုမျိုးအလင်္ကာတွေသိရင်တော့အဆင်ပြေပါတယ်ပြီးတော့ तू က melody သိရမယ်တီးရီကော်ရီဒီ melody ဆိုတာတန်စင်ပြောတာပါဟိုမင်းမဟုတ်ပါဘူးကီးရီကော်ရီသိရမှာနော်သူတချင်းတပုတ်လုံးရဲ့ကီးကိုသိရမယ်ကော့ဟာဘယ်ကော့နဲ့သွားနေလဲပါလဲအဲ့လိုမျိုးတေချာသိရမယ်အဲ့အရေးကြီးပါတယ်အဲ့ပေါ့တွေ melody ဘိုင်းကိုသွားမယ်ဆိုရင်ဒီ melody နဲ့ကီးကော့ရမ်းရေးကြည့်ပါတယ်ပြီးတော့ instrument တစ်ခုခုတီးကိုတီးတတ်ရပါမယ်ဘယ်တချင်းရေးပေါ့နော် instrument တီးတတ်ရင်အရင်အဆင်ပြေပါတယ်rap တချင်းဆိုပြီး instrument မသိရတယ်ဆိုရတော့ရပါတယ်ဒါပေမဲ့ instrument မသိအောင်မှအဲ့ rap တချင်းဆိုရင်သူက return သိရပါမယ်စီးချက်သိရပါမယ်စီးချက်ရေးပုံရေးနည်းတစ်ချက်ပြောမယ်နော်ပေါ့ကကြတော့သူက
intro ရင်လာမယ် intro ကအများစုက instrument နဲ့လာတာများတယ်เนาะတီးလုံးပေါ့ဗျာသူတို့တူရီယာတစ်ခုခုတီးပြီးတော့ဝင်တာများတယ်ဒါမှမဟုတ် ham နဲ့ဝင်တာများတယ် ham ကြတော့ညီးတန်ပေါ့เนาะလာဘာညာအဲ့လိုတစ်ခုညီးရဲ့အတန်ကိုပြောတာဖြစ်တယ်เนาะပြီးရင် first လာမယ်သူ့ရဲ့ရေးပုံရေးနည်းကကြတော့သူကscale ပေါ့เนาะ instrument မဟုတ် key တစ်ခုရဲ့ scale ပေါ်မှာမူတည်ပြီးတော့သူကရေးတာပေါ့เนาะသူ theory ပိုင်းနည်းနည်းပါတယ် melody ကြတော့လေ key အဲ့ကြောင့်ခုန instrument တစ်ခုခုတီးတိုင်ဖို့အဆင်ပြေတယ်လို့ပြောတာเนาะ key သူ key C ဆိုရင် C key ထဲမှာ C scale ပေါ့เนาะအဲ့ C major scale ဆို C major scale ထဲမှာပါတဲ့ note တွေနဲ့သူကရေးတာပေါ့เนาะဒါထားပါတော့ဒါအလွယ်ပြောရရင်ဗျာဂီတာတီးတက်တယ်မလားဂီတာတီးတက်ရင် C family ဆိုရင် C family တဲကနေပြီးတော့melody ရှာပြီးတော့သူ C family ကော့နဲ့တွားတာပေါ့နော်လာအဲ့မျိုးညီးပြီးတော့တန်စင်ကိုစဉ်းစားပြီးတော့ရေးတာဖြစ်တယ်အရင်ဆုံးအဲ့ဒါကိုအရင်ရှာမှာပေါ့တန်စင်ရှာမယ်တန်စင်ပေါ့ဗျာထားပါတော့တန်စင်ရှာမယ်တန်စင်ရှာပြီးတော့ရင်သူ flow ကိုရှာမယ်တန်စင်ရဲ့ flow ရရှာမယ်ကော့တစ်ခုခုတချို့ကလည်းအဲ့ကော့အရင်ရှာတယ်ကော့ရှာပြီးတော့မှတန်စင်ကိုထည့်တယ်တချို့ကြတော့လည်းတန်စင်ကိုအရင်ရှာမယ်တန်စင်ရှာပြီးတော့မှအဲ့တန်စင်နောက်လိုက်ပြီးတော့ကော့ကိုလိုက်ထည့်အဲ့တော့ကိုအားတန်ရအားတန်တယ်လို့ရေးလို့ရတယ်ပေါ့နော်သူကကြတော့၄ပါးအဲ့လိုသွားတာတော့မဟုတ်တော့ဘူးသူ့အမျိုးအစားအဲ့ scale အမျိုးအစားလိုက်ကိုတန်စင်ရှာထားတယ်လို့မျိုးအလိုက်ကိုတွားတယ်အဲ့ကြောင့်ရှင်းပြရတယ်နည်းနည်းသွားတယ်ပေါ့နော် instrument တစ်ခုခုတီးတတ်တဲ့လူဆိုတော့ပို့ပြီးသိလိမ့်မယ်ပေါ့နော်တချို့ကhat bar တွေပါရှိတယ် C A minor ပြီးသွားရင်ဒီမှာ break မယ်ဆိုရင် break ဘာညာအဲ့လိုမျိုးတစ်ခုခု theory ပိုင်းနဲ့ဆိုင်သွားတယ်ပေါ့နော်အဲ့ theory ပိုင်းနားလည်ရင်တော့ပို့ပြီးရေးရတာအဆင်ပြေတာပေါ့နော်ပြီးတော့အကြောင်းအရာအခုရေးပုံရေးနည်းပဲပြောပြမယ်နော်အကြောင်းအရာခုနပြောသလိုမျိုးred ချင်းဆိုရင်သူကဒီမှာလေငေဘွားတို့စင်းရဲတာချမ်းတာဒါမျိုးတောက်လျှောက်ရေးွားလို့ရတယ်ပေါ့နော်ဟိုက melody တချင်းကြတော့အများကြီးရေးလို့အဆင်မပြေဘူးလေနော်သူက melody နည်းနည်းလေးထဲမှာပဲကိုပေးခြင်းတဲ့ message ကိုတန်းရောက်အောင်လို့ရေးရမှာပေါ့နော်အဲ့တော့ကိုကဘွားအကြောင်းရေးမယ်ဆိုရင်ဘယ်ကဘယ်လိုစဉ်းစားမလဲပေါ့ရုပ်ရှင်ဆန်စဉ်းစားလိုက်ပေါ့နော်ကိုကရုပ်ရှင်တကားကြည့်ရတယ်လို့မျိုးကိုပြချင်တယ်ဒီမှာငါဒီပုံမှာလေလွင့်နေတယ်ဘာညာဆင်းရဲတဲ့ကြောင်းဆိုရင်ငါဒီပုံမှာအများစုဆင်းရဲတဲ့ကြောင်းရေးကြများတယ်နော်အဲ့တော့ငါဒီပုံမှာလေလွင့်နေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါကိုငေဘွားတွေဟိုလိုမျိုးတွေတဲ့ကြီးမဝင်တော့တဲ့မဝင်မဲနဲ့ဝင်အလင်္ကာတွေနဲ့ပေါ့နော်ဥပမာပေးပြီးတော့ဖြစ်ဒီမှာတွေ့ဝိုက်ပြီးတော့ဖြစ်အမွှန်းတင်ပြီးတော့ဖြစ်အဲ့လိုမျိုးဖွဲ့နှွဲ့ပြီးတော့ကြပြရေးသလိုပေါ့နော်သူကကြတော့ကြပြနဲ့ပူတူပဲပေါ့ရေးပုံရေးနည်း structure ကတော့ဟွာနဲ့တူတူပဲစာစီစာကုန်းပုံစံမျိုးနဲ့တူတူပဲဒါပေမဲ့စာစီစာကုန်းမှာသူကကြပြရောရတာပေါ့အလင်္ကာတွေထည့်တယ်အဲ့လိုမျိုးပြောရင်တော့ပိုပြီးရှင်းမှတယ်နော်စာစီစာကုန်းရေးနည်းနဲ့တူတူပဲဒါပေမဲ့သူကအလင်္ကာတွေထည့်ပြီးတော့ကြပြဆန်ရေးရတဲ့ဟာကိုဆိုလိုပါပေါ့ melody ကအဲ့လိုမျိုးပေါ့နော် okay အဲ့ဆို first one ကိုထားပါတော့ family chord တ round စာပေါ့ဒါ round chord နဲ့တော့မယ်ထားလိုက်ပါတော့နော် round chord ပေါ့ဗျာ ROUND round chord တ round စာကိုfirst one ပြီးပါမယ်ပြီးရင်တချို့ကြတော့တ round ပေါ့ဗျာတချို့ဒါထားပါတော့ဒါ guitar သမားတွေအတီးသမားတွေတီးတတ်တဲ့လူဆိုတော့နားလည်မှာပါအဲ့တပိုက်ထားပါတော့အဲ့တပိုက်ပြီးတော့ရင်နောက်တ round သွားမယ် chorus ကြတော့လုံးဝခုနအတိုင်းပဲအနှစ်ချုပ်မှာ तू ကကြတော့အချိန်ညှိရမှာပေါ့ဗျာတင်မလားစဆိုတော့ကတော့အေးလေးတွားရင်တွားမယ်အဲ့ပထမ first one မှာအေးလေးတွားရင်တွားမယ်ပြီးတော့မှ chorus ကြမှာတဖြည်းဖြည်းညှိသွားမယ်တဖြည်းဖြည်းခေါ်ပြီးတော့ညှိသွားတဲ့အပိုင်းကို melody နဲ့ तू ဆွဲဆောင်မှာပေါ့နော်အဲ့မှာအော်ရတော့မယ်အပိုင်းဖြစ်သွားမှာပေါ့ဗျာအဲ့လိုတော့မှတ်ထားလိုက်ဖို့ chorus ကိုအော်ပြီးတော့တွားတာတချို့ကြတော့ verse မှာအော်ကြတယ်အော်ပြီးတော့ chorus ကြတော့ပြန်ငြိမ်သွားတယ်အဲ့ကြတော့တိတ်မမိုက်ဘူးလေနော်နားထောင်တဲ့လူကိုတဖြည်းဖြည်းအချိန်မြင့်လာတန်ဖိုးမြင့်လာခံစားရတော့မို့လှုပ်ဆော်ပါမှာပေါ့နော်ရေးမယ်ဆိုအဲ့လိုရေးပေါ့နော်နှိပ်ရကနေမြင့်အောင်သွား
မြင့်ရသွားပြီးရင်သူကလှိုင်းလိုပဲသွားတယ်ပေါ့နော်အခု verse 1မှာနှိမ့်နေတယ်အနှိမ့်နေသွားတယ်ပြီးရင် chorus ကျန်ပြန်မြင့်သွားတယ်ပြီးရင် verse 2ကျရင်ပြန်နှိမ့်မယ်ပြီးရင် chorus ကျန်ပြန်မြင့်မယ်ပြီးတော့ပြည်လေးပြန်သွားမယ် bridge ပါအဲ့လိုမျိုးပေါ့ပြီးရင် chorus ကျန်ပြန်မြင့်မယ်မြင့်ပြီးသွားရင်နောက်ဆုံး ending ကျဟိုးအမြင့်ဆုံးမြင့်ပြီးတော့ဟိုးအောက်ဆုံးပြန်ဆင်းမယ်ဒါမျိုးကြီးစဉ်းစားလို့ရတယ်ပေါ့နော်အခု verse 2သွားမယ် verse 2ကကြတော့အဲ့လိုပဲခုနက verse 1မှာတော့အနှိမ့်နေသွားတယ်ပြီးရင် chorus chorus ပြီးရင် verse 2မှာပြန်နှိမ့်မယ်ပြန်နှိမ့်မယ်ရှိတယ်တချို့ကြတော့လေပြည်လေးပြန်သွားတယ်အဲ့လိုမျိုးပြီးတော့ရင် chorus မှာပြန်တက်မယ် chorus မှာပြန်တက်ပြီးတော့ရင်bridge တော့မဟုတ် verse 3ပေါ့နော်အဲ့မှာပြန်ငြိမ်သွားမယ်ငြိမ်တာဖြစ်ဖြစ်သူကတပြေးတည်းပြေးတာဖြစ်ဖြစ်တန်းတိုင်းပေါ့နော်ပြေးတာဖြစ်ဖြစ်သွားတယ်သွားပြီးတော့ရင် chorus ကိုပြန်တက်မယ်chorus တက်ပြီးတော့ရင်နောက်ဆုံးသူကကြောက် chorus နှစ်ခေါက်ပြန်ကြော်တာများတယ်နော်အဲ့လို melody တစ်ချင်းနဲ့အများစုမှာပေါ့နော် chorus နှစ်ခေါက်ပြန်ကြော်တာများတယ် chorus 1 2မဟုတ်ဘူးနော်နှစ်ခေါက်ပြန်ဒီ chorus ကိုပဲနောက်ဆုံးမှာဘာမှမထည့်ပဲနဲ့ verse 3ထည့်လည်းရတယ်ဒါပေမဲ့အရင်ရှိသွားအောင်နော်ပြန်ကြော့တဲ့အချိန်မှာ chorus နောက်ဆုံးအခေါက်ပြန်ကြော့တဲ့အချိန်မှာအချိန်အမြင့်ဆုံးပေါ့နော်တန်ဖိုးအမြင့်ဆုံးတန်ဖိုးမဟုတ်တော့ဟိုအချိန်ပေါ့ဗျာအချိန်အမြင့်ဆုံးသူများကြတော့တန်ဖိုးပြောတယ်ဒါပေမဲ့တန်ဖိုးဆိုတာအဲ့လိုမဟုတ်နော်တန်ဖိုးဆိုတာဟို beat per minute ကိုပြောတာ metronome ကိုပြောတာမတူဘူးနော်အချိန်အမြင့်ဆုံးပေါ့ဗျာအဲ့ပရိသတ်ကိုဆွဲခေါင်နိုင်တဲ့all instrument ပေါ့ all music လို့ရေးကြတယ်အဲ့လိုမျိုးခေါ်ပြီးတော့မှ ending ကြမှာပြန်ညင်ပြီးတော့အဆုံးသတ်ပြီးသွားမယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့အနှစ်ချုပ်ပေါ့နော်ထားပါတော့ဟိုတချင်းရေးမယ်ဆိုရင်အဲ့တော့ဘာသိရမလဲဆိုရင်ဒီ၃မျိုးသိထားရပါတယ်ဒီမှာတချင်းမျိုးစား genre သိရမယ်genre ရဲ့ structure သိရမယ် structure ပြီးရင်ရေးချင်တဲ့အကြောင်းအရာသိရမယ် instrument တစ်ခုကိုသိတတ်ဖို့လိုတယ်အဲ့ဒါသိရင်အဆင်ပြေပါတယ်ရေးပုံရေးနည်းတွေကတော့ဒီကောင်ကတော့ဒါကကျွန်တော်ပြခဲ့တဲ့ဟာတွေကအကုန်ဟိုပါပေါ့နော်ပုံတင်နည်းရလို့မဟုတ်ဘူးဒါပေမဲ့ဟိုအကျန်းပေါ့နော်အများစုရေးတတ်ကြတဲ့ပုံစံမျိုးပြောတာဖြစ်တယ်ဟိုဟာအဲ့မှာကိုကထက်ကွန်ချင်ကွန်လို့ရတယ်ပေါ့နော်ဥမာရုပ်ရှင်ဆန်ဆန်ရေးမလားတင်မှာplot twist တွေနဲ့ရုပ်ရှင်ပြသလိုတွေ့ဝိုက်ပြီးတော့နောက်ဆုံးအခန်းကြီးကိုအရင်ထိုးပြပြီးသွားမှတပြေးပြေးပြန်ပြီးတော့ပြန်ဖြီအဲ့လိုမျိုးတွေရေးမလားရေးလို့ရတယ်ကိုညံကွန်တယ်လို့ပေါ့နော်အမှုပညာဖြစ်တဲ့အတွက်ဘာလို့မခတ်တာဘူးကိုလှုပ်ချင်တာလှုပ်လို့ရတယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့ရေးပုံရေးနည်းကဒါမျိုးတွေအများစုရေးတတ်ကြတယ်ပေါ့ဒါမျိုးတွေဆိုတာကကျွန်တော်ပြောချင်တာဥမာဒီ rap မှာဆိုရင်လည်းအဲ့၄ပါးဘောင်နဲ့သွားမယ်ဆိုရင်ဒါဘောင်ခတ်ထားတာတော့မဟုတ်ဘူးတချို့ဆိုရင်၄ပါးကိုကြော်ပြီးတော့အဲ့လိုဘီရက်ပြီးတော့ဆိုတာတွေရှိတယ်တပားစွန်းသွားတာလို့အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ဒီအများစုကရေးရကြတော့အဲ့၄ပါးထဲမှာရေးကြတယ်များတယ်အဲ့လိုမျိုးပေါ့တွေဆိုရင် melody ဆိုရင်လည်းအဲ့တိုင်းပဲဟိုစုံကနန်းနဲ့သွားတာများတယ်ဗျာမာကနန်းနဲ့သွားတာနည်းရှားတယ်ပြီးတော့ minute တချင်းတစ်ပုတ်ရဲ့ minute ပေါ့နော်အရှိပေါ့အရှိဆိုရင် red တချင်းအများစုက2မိနစ်ကနေ3မိနစ်အတွင်းပဲသွားကြတာများတယ်နော်2မိနစ်3မိနစ်အများဆုံးဆိုရင် group like ဆိုရင်6မိနစ်ထိသွားကြတယ်ဒါအများဆုံးပဲအများဆိုတာအများကြီးအများနေပြီ group like ပေါ့ဗျာအဲ့ family အုပ်လိုက်ကြီးဖြဲရဆိုရင်6မိနစ်ဒါ hip hop ပေါ့နော်ဒါပါတော့အဲ့ melody တချင်းအများစုကြတော့လေအဲ့လိုပဲ2မိနစ်ကနေအများဆုံး5မိနစ်6မိနစ်သူလည်း6မိနစ်လောက်ပဲထိဆုံး6မိနစ်ကြတော့ဒါကြောင့် melody ကြတော့မြန်မာတန်စီတွေ jazz တချင်းတွေတချို့ဟိုရှီအောင် classical တချင်းတွေဆိုရင်10မိနစ်လောက်ထိတော့သွားကြတယ်အများဆုံး15မိနစ်ထိတွေ့ဘူးလေကျွန်တော်တွေ့ဘူးတာပေါ့နော်15မိနစ်ထိတွေ့ဘူးလေဒါကြတော့ဟို classical တွေတိမလားအဲ့လိုမျိုးပုံစံမျိုးတွေသွားတာများတယ်ဘယ်သူမှတော့အဲ့လိုမရေးဘူးအခုနောက်ပိုင်းတွေက2မိနစ်ကနေ3မိနစ်ကြာပဲရေးကြတယ်နော်အများဆုံး4မိနစ်ထိပဲရေးကြတယ်တချင်းတော်တော်များများကိုပြောတာပါဟို pop ဖြစ်ဖြစ် rock ဖြစ်ဖြစ်ဘယ် genre ပဲဖြစ်ဖြစ်ဘယ် red တချင်းပဲဖြစ်ဖြစ်တချင်းတော်တော်များများ2မိနစ်ကနေ3မိနစ်အတွင်းပဲရေးကြတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဓိက beat bar တွေသိရမယ် structure တွေသိရမယ်အကြောင်းအရာသိရမယ် instrument တစ်ခုခုသိရမယ်ဒါပါပဲ